ပလင်ပေါ်မှာစံပယ်လျက်ရှိသောထိုင်တော်မူရုပ်ပွားတော်အားဦးသုံးချိန်ချလိုက်သည်ထိုရုပ်ပွားတော်မြတ်ကိုတနည်းအားဖြင့်ပြင်စဂေါနာဖျားဟုခေါ်ကြလေသည်အကြောင်းမှာထိုရုပ်ပွားတော်ကိုယတနာ၅မျိုးဖြင့်သုံးလုပ်ပူဇော်ထားခြင်းကြောင့်ဖြစ်သည်ရုပ်ပွားတော်ရဲ့ဉာဏ်တော်ဟာတထွာခန့်သာရှိသည်သို့သောရွှေသားအစစ်ဖြင့်သုံးလုံးထားခြင်းမျက်လုံးတော်အစုံကိုအရည်သွေးကောင်းသောစိန်ပွင့်နှစ်ပွင့်ဖြင့်ပုံဖော်ထားခြင်းနှစ်ဖူးတင်ကျစ်တော်ကိုစည်းစိမ်အရွယ်ဗရမ ्या ကြီးကိုမြုပ်နှံထားခြင်းကိုယုံသင်္ကန်းတော်အဖြစ်မြအလုံး69လုံးကိုစနစ်တကျထဲသွင်းထားခြင်းလဝါနှစ်ဖက်ပေါ်မှတပိတ်တော်အဖြစ်ကိုအမိမသိကြောက်နဲ့ကြီးဖြင့်တင့်တယ်တပ်ပယ်စွာဖန်တီးထားပါသည်ထို့ကြောင့်၎င်းရုပ်ပွားတော်ကိုပြင်စဂေါနာရုပ်ပွားတော်ဟုဘွဲတော်စည်းကပ်ထားခြင်းဖြစ်သည်တန်ဖိုးကြီးယတနာများဖြင့်သုံးလုပ်ထားသောကြောင့်ရန်သူမျိုး၅ပါး၏ဘေးမှကာကွယ်ရန်ရွှေတကားငွေတကားတန်တကားတို့ဖြင့်တော့ခတ်ခါလုံခြုံစွာပူဇော်ထားလေသည်အရှင်ဇာကရဟာအသက်တော်80ကျော်ပြီဖြစ်သောယဟန်အိုကြီးတစ်ပါးဖြစ်သည်တရားအားထုတ်ခြင်းကိုသာအာယုံဝင်စားသဖြင့်ကျောင်းအိုကြီးတွင်တပါးတည်းသာစိတ်အနှောက်ယှက်ကင်းတရင်သုံးလျက်ရှိလေသည်သို့သောယနေ့ညမှာဘုန်းကြီးဇာကရ၏ကျောင်းသို့မဖိတ်ခေါ်ဘဲရောက်လာသူတူတော့ရှိလာပေပြီအလုံးကျောင်းတက္ကမကြီးကိုဘသူလာခောက်နေပါလဲဟေ့အချိန်မတော်ကြီးဘသူလဲကွက်ဘုန်းကြီးဇာကရဟာဖျားခမ်းမှထားပြီးကျောင်းတက္ကမကြီးကိုဖွင့်ကြည့်လိုက်သည်အိုခွေးနဲ့လေးတကောင်ပါလားမိခင်တို့တော်ပြက်မဲ့အရွယ်မဟုတ်တကူလုံးလဲမိုးရီများဆူရွှဲနေသည်ဖြင့်အယမ်းချမ်းနေပုံရသည်ကဲလာဒီအတိုင်းဆိုအေးပတ်ပြီးတည်သွားတော့မယ်ဘုန်းကြီးဟာခွေးနဲ့လေးကိုအထဲကိုသွင်းပြီးတကားကိုပိတ်လိုက်သည်ထို့နောက်သင်္ကန်းအစုပ်တစ်ထည်ဖြင့်စိုးနေသောရေများကိုတုပ်ပြီးစောင်းတစ်ထည်ဖြင့်ထွေးထားလိုက်သည်ခဏကြာတော့အချမ်းသက်သာသွားသည်နှင့်ခွေးလေးဟာဘုန်းကြီးအနားသို့ပြေးလာပြီးအစာတောင်းလေသည်အိမ်တကာနဲ့ဘုန်းကြီးဟာအရင်ဘဝကရေဆက်ရှိလို့ဒီဘဝမှာလာတွေ့တာထင်ပါကဲရှိတာလေးကိုပဲဒီညစားလိုက်တော့ဘုန်းကြီးဇာကရဟာဖန်ဘူးထဲမှထန်းလျက်ခဲ3ခဲကိုထုတ်ပြီးခွေးလေးဘေးကိုချကျွေးလိုက်သည်ခွေးနဲ့လေးဟာထန်းလျက်ခဲကိုချက်ချင်းမစားဘဲဘုန်းကြီးကိုမောကြည့်လိုက်သည်ထို့နောက်စောင်းကြောင်ထိုင်ပြီးလက်နှစ်ဖက်မြောက်ကရှ िख ိုးသည့်ပုံစံပြုပြီးမှထန်းလျက်ခဲကိုစားလေသည်ထိုအချင်းရာကိုမြင်တော့ဦးဇာကရပြုံးလိုက်သည်ကဲတကားလေးအခုချိန်ကစပြီးတကားလေးကိုဘုန်းကြီးရဲ့ကျောင်းမှာနေခွင့်ပေးလိုက်ပါပြီလူဝင်စားတဲ့ခွေးဆိုတာသိပါတယ်ကွယ်အတိတ်ကအကုသိုလ်တွေကိုအခုတရိษံဘဝနဲ့နိုင်တလောက်ကြည့်အောင်ဆက်ပေါ့လေတကားလေးရဲ့နာမည်ကိုတော့ဟုတ်ပြီမိုးကြီးလေကြီးမှောင်ကြီးမဲကြီးထဲမှာဦးစင်းရဲ့ကျောင်းကိုရောက်လာတယ်ဆိုတော့ကဲမိုးမောင်ရေစားပြီးရင်ဖះကိုဦးသုံးချိန်ချပြီးမှအိတ်နော်ဘုန်းကြီးစကားကိုသဘောပေါက်သည့်အထင်မိုးမောင်ဟာထန်းလျက်ခဲများကုံသွားသည်နှင့်ပြင်စကုဏရုပ်ပွားတော်ကိုရှစ်လက်နှစ်ချောင်းမြောက်ပြီးဦးသုံးချိန်ချကစောင်းပေါ်မှပြန်အိတ်နေလေတော့သည်ယခုဆိုရိတ်တာမြိုင်ကျောင်းကိုမိုးမောင်ရောက်တာလေးလခန့်ရှိလေပြီအရွယ်ရောက်လာသောမိုးမောင်ဟာအခြားရွာခွေးများထက်ထွားကျမ်းယုံမကလူလောက်နီးပါးနားလေသောတရိษံတကောင်ဖြစ်သည်ရိတ်တာမြိုင်ကျောင်းနှင့်မယန်းစုရွာဟာနည်းနည်းတော့လှမ်းပါသည်မနက်ပိုင်းဘုန်းကြီးဇာကရဆုံးကန်ထွက်ရင်နောက်ကမိုးမောင်လိုက်သည်ရွာခွေးများကလည်းမိုးမောင်ကိုခင်ပုံရသည်မိုးမောင်ကိုမြင်တာနဲ့ချမ်းပြင်းထွက်ပြီးမိုးမောင်နဲ့အတူဘုန်းကြီးနောက်ကိုလိုက်ကြသည်မိုးမောင်နှင့်ရွာခွေးတအုပ်ရဲ့ဥတန်ကိုကြားရင်ထွက်ကြည့်စရာမလိုဆုံးပကံကင်ပြီးခြံဝကိုသာထွက်ချီတော့ကျင်းသေးဆုံးခံကြွလာပြီလူလိုသာစကားပြောတတ်ရင်ဆုံးတော်ပြုတ်ဆိုပြီးပြုတ်ဟစ်ကြမှာမလွဲပေနောက်ပြီးအာယုံစွန်းချဲဖို့အလှည့်ကျတဲ့အလှရှင်ရဲ့အိမ်နဲ့ချဲရမယ့်ရက်ကိုမိုးမောင်ကအလွတ်ရသည်မနေ့4 နာရီလောက်ဆိုရင်ရွာထဲသို့မိုးမောင်တစ်ခေါက်လာပြီးအာယုံစွန်းအလှရှင်ရဲ့အိမ်ရှိမှ3 ချိန်တိလာဦးသည်ဦးတန်ကြတော့အလှရှင်များဟာအဲ့ရမှထပြီးအေးမိုးမောင်ရေနင်လာနှိုးလို့တာပဲကျေးဇူးပါနိဗ္ဗာန်စော်ကြီးရေဘုန်းကြီးပါစေအသက်ရှိပါစေသာဓုပါတော့သာဓုပါအဲ့လိုများပြန်ပြောလိုက်ရင်3 ချိန်ဦးကကျောင်းသို့ပြန်သွားလေသည်
ဒါကြောင့်လဲမယန်းစုတရွာလုံးကကြောင်းခွေးကြီးမိုးမောင်ကိုချစ်ကြလေသည်နောက်ပြီးမိုးမောင်ဟာရိတ်တာမြိုင်ကျောင်းကိုစားရောက်တဲ့ညတညတည်းသာညစာအဖြစ်ထန်းလျက်ခဲ၃ခဲကိုစားဖို့သည်နောက်နေ့မှစပြီးညစာကိုလုံးဝမစားတော့ဘုံကြီးဇာကရရဲ့ပြောချေအရဥပုပ်ဆောက်ခြင်းဖြစ်တည်တယ်လေမနက်ပိုင်းဦးစင်းဇာကရဖျားဝတ်တဲ့ရင်မိုးမောင်ကကျောင်းပေါဝမှာထိုင်ပြီးကြည့်နေတယ်ဖျားဝတ်ပြုပြီးသီလခံပြီးလို့ကျေးစီထုအမျှဝေတာနဲ့မိုးမောင်ကလိုက်ဦးသည်အဲ့ဒါနေတူကတခါမှမပြက်ကွက်ဘူးပါတဲ့ဒါကြောင့်ဘုန်းကြီးလိုညစာမစားပဲဥပုပ်ဆောင်သည်ဟုဆိုခြင်းဖြစ်သည်ရှာမရှားတဲ့ခွေးဒီခွေးမျိုးနောက်တစ်ကောင်ရှိရိုးလားကွယ်တို့မယန်းစုရွာလေးဟာကြောင်းခွေးကြီးမိုးမောင်ရောက်လာပြီးကတည်းကဘာသာသာသနာဘက်ကိုအရင်ထက်ပိုပြီးအာယုံစိုက်လာကြသလိုဖျားသွားကြောင်းတက်ဥပုပ်ယူသူများလည်းများလာသည်အကြောင်းမှာတရားဟောတိုင်းဦးဇာကရကသူ့ခွေးကြီးမိုးမောင်ကိုဥပမာပေးပြီးဟောပြောညွှန်ပြသောကြောင့်ဖြစ်သည်အားလုံးသောတက္ကဒါယကမတွေမိုးမောင်ကိုဘလို့မြင်လဲကွတင်မလူလောက်နီးပါးတိတက်နားလဲတဲ့တိရစ္ဆာန်တကောင်လို့မြင်ပါတယ်ဖေ။ဒီလောက်ပဲလားကွတင်မဘာသာတရားပေါ်ယဟန်တန်ခါပေါ်လဲကျေးဇူးတိတက်တဲ့တိရစ္ဆာန်လို့မြင်ပါတယ်ဖေ။အိမ်အမှန်ပဲကွမိုးမောင်ဟာခွေးတော့ခွေးပဲဒါပေမဲ့လူဝင်စားခွေးကွအလိုဟင်တကယ်လားဖေ။တေချာတလောက်ရှိပါတယ်လေဘယ်သူဘယ်ဝါဝင်စားတယ်လို့အတိအကျမပြောနိုင်ပေမဲ့သိငယ်တဲ့ဘဝကနေခွေးဖြစ်လာသူမဟုတ်ဘူးကွဒီလောက်ပဲမှတ်ထားကြတရိษံဖြစ်တဲ့မိုးမောင်လောက်မှယတနာ၃ပါးရဲ့ကျေးဇူးကိုမသိတတ်ရင်တကားဒါယကာမတို့ဟာခွေးထဲမိုက်တဲ့သူတွေဖြစ်ချီတော့မည်ဒီတော့တတိလေးကပ်ပြီးပြုပြင်နေထိုင်ကြပေါ့ကွယ်တင်မဖေသာဓုသာဓုအခုတလောကြောင်းခွေးကြီးမိုးမောင်ရွာထဲကိုအလာစိတ်နေသည်မိုးမောင်ရောက်လာပြီဆိုရင်ရွာသားတွေလက်နေရပြီအရင်လိုကောင်းသောလာခြင်းမျိုးတော့မဟုတ်လယ်ထဲရာထဲသို့ထွက်လာသူများကိုကြည့်ပြီးသူစိတ်မထင်သောရွာသူရွာသားတဦးကိုအရှိကနေအတင်းထိုးဟောင်းသည်အဲ့လိုမိုးမောင်ဟောင်းပြီဆိုရင်ရှေ့ဆက်မသွားသင့်တော့ပေကျင်းသေးဘေးတစ်ခုခုနဲ့ကြုံပေတော့မည်အရင်လဲမိုးမောင်ဟောင်းတာကိုဂယုမဆိုင်ပဲရာထဲသွားတဲ့ဥစိန်မှန်တယောက်ပိုးထိပြီးတေဆုံးသွားတဲ့တာတကားရှိနေခဲ့ပြီလေရက်ထဲရွာထဲမှာအသေးအံဖြစ်နေသောလူနာတဦးရှိနေလျင်မိုးမောင်ရောက်လာသည်ထို့နောက်လူနာအိမ်ကိုကြည့်ပြီးအတန်ရှည်ဆွဲပြီးဥလေတော့သည်မိုးမောင်အဲ့လိုဥပြီးတော့ကွန်းတရာညှက်လောက်ကြာရင်လူနာအိမ်ကနေငိုတံများစီကနေထွက်လာတော့သည်ဒါကြောင့်မိုးမောင်၏သဘောထားအမှန်ကိုမသိသောရွာခံများကသိနမိတ်စီးသောခွေးအပစီးနေသောမကောင်းဆိုးဝါးခွေးဆိုပြီးခဲနဲ့ပြစ်သူကပြစ်ဒုံနဲ့ရိုက်သူကရိုက်ဖြစ်မောင်းထုတ်ကြလေသည်တကားမိုးမောင်ဘုန်းကြီးစီလောင်ဘုန်းကြီးခေါ်သည်ဖြင့်အနားသို့မိုးမောင်ရောက်လာသည်တကားမိုးမောင်ပြုတ်တိုင်းလဲမမြင်နဲ့မြင်တိုင်းလဲမပြုတ်နဲ့တရဝါတစ်ခုကန်တစ်ခုကွကန်တရားဆိုတာပြုတ်ပြင်လို့မရဘူးနမိတ်ဆိုတာမိုးကြိုးနဲ့လျှက်စီးလိုပဲလျှက်စီးလက်ပြီးသွားရင်မိုးကြိုးကကျင်းသေးပြစ်တော့မှာအဲ့လိုမိုးကြိုးအပြစ်ခံရမှာကိုကြိုသိလို့စေတနာနဲ့တားတဲ့တကားရဲ့စေတနာတွေကိုဝေဒနာအဖြစ်မမြင်ကြပါစေနဲ့ကွယ်ကံစီမံရာအတိုင်းမှာရှိပါစေတကားမိုးမောင်ဘုန်းကြီးဇာကရယခုလိုမိတ်ပြီးနောက်ပိုင်းရွာထဲသို့မိုးမောင်မလာတော့ပေမိုးမောင်မလာတော့သည့်နောက်ပိုင်းလဲရွာထဲမှာတေမဲ့လူကတေဆဲပင်ဖြစ်လေသည်ရွာထဲကိုမိုးမောင်လာတာမတွေ့လို့ဦးစင်းကြီးကိုမေးကြည့်တော့အခါဦးစင်းကမလာခိုင်းတာပါဆိုပြီးဖြေခဲ့သည်ဘာသာတရားနဲ့ကံတရားအပေါ်သက်ဝင်ယုံကြည်နေသောရွာခံအချို့ကတော့နိဗ္ဗာန်စောခွေးကြီးမိုးမောင်အတွက်စိတ်မကောင်းဖြစ်ရလေသည်သို့တော်လည်းဥပုပ်ရက်တွေဆိုရင်ရွာထိပ်ကစောက်ပြီးဥပုပ်သည်တွေကိုခရီးဥကြိုပြုသည်တရားဟောပြီးလို့ရေးဆက်ချအမျှဝေရင်အများနိဒုတာဓုခေါ်တိုင်းလိုက်ဥသည်ကျောင်းကပြန်ပြီဆိုရင်လည်းဥပုပ်သည်တွေကိုရွာထိပ်ထိလိုက်ပို့ပေးသည်သို့တော်ရွာထဲကိုတော့လုံးဝမဝင်တော့ပါမိုးကြီးလေကြီးတဝီဝီနှင့်ကောင်းကင်တခွင်လျှက်စစ်လျှက်ပန်းများတဝင်းဝင်းတောက်နေသောမိုးညတညတွင်ဟေးဘသူလဲကွတင်မတပည့်တော်ဖြန်ကြီးပါဗျာအော်အေးတကားဖွင့်ပေးလိုက်တော့အခါမိုးထဲလေထဲဘာကိစ္စလဲတကားဖြန်ကြီးရေဟေးဖြန်ကြီးလည်းမဟုတ်ဘူး
တကားတို့ကဘသူတွေလဲဘဲကလဲဟဲ့ဟဲ့စိတ်တော့မရှိပါနဲ့ဗျာဦးစင်းစီကအလှခံစရာရှိလို့ပါဟေးဘာများလဲတကားကြီးတို့ဟင်းတခြားတော့မဟုတ်ပါဘူးဦးစင်းဖျားခန်းပလင်ပေါ်ကပြင်စကောနာရုပ်ပွားတော်ကိုပါဟေးဦးစင်းဇာကရသဘောပေါက်သွားချေပြီဟေးတောင်းတင်တဲ့မြားကြီးဦးစင်းကြီးကိုကြောင်းတိုင်မှလက်ပြန်ကျိုးတုပ်ထားလိုက်သူ့ကိုယ်မှာတော့ရှိလောက်တယ်တွေ့အောင်ရှာစမ်းဟုတ်ကဲ့ဆရာမန်ကင်းမလောက်ကြပါနဲ့ကွယ်ဖျားဆိုတာမပြစ်မကောင်းပါဘူးဒီဖျားဟာမယန်းစုရွာရဲ့အသက်နှလုံးပါကွယ်မလောက်ပါနဲ့ဟုတ်ကဲ့ကိစ္စမရှိပါဘူးဦးစင်းနံဘောကကြနောက်ကိုနဲ့နောက်ကောင်းပေါ့ခံစရာရှိရင်ခံလိုက်ပါမယ်အခုတော့ဒီရုပ်ပွားတော်ကိုပင့်ဆောင်ခွင့်ပြုပါဗျာဟာလာစမ်းဦးစင်းကြီးစကားကိုများတယ်ဘယ်မလဲတကားတော့အိုးခက်ကုန်တော့မယ်တကားတို့ရဲ့ဖျားတောင်းတင်နဲ့မြာကြီးဟာဦးစင်းဇာကရကိုကြောင်းတိုင်မှလက်ပြန်ကျိုးတုပ်ရန်ချုပ်လိုက်တော့အခါကာအာခွေးနဲ့ကြီးဆရာမန်ကင်းလှုပ်ပါဦးဟာဒီတော့ခွေးကဘယ်ကပေါ်လာလဲကဲကွာသေးစမ်းဒိုင်းဟာမိုးမောင်ရွာထဲဝင်လာပြီဟေးအားလုံးသတိထားကြတကားတွေအကုန်ပိတ်မိုးမောင်ဟာမယန်းစုရွာထဲကိုညအချိန်မတော်ပြေးဝင်လာပြီးအိမ်ပေါက်စီအောင်လိုက်ဟောင်သည်တွေးတဲ့သူများကိုလည်းပစိုးလုံကြီးများကိုလိုက်ကိုက်ပြီးသူ့နောက်လိုက်ရန်ခေါ်သည်သို့သောသဘောမပေါက်သောသူများကဒုံနဲ့ရိုက်ခဲနဲ့ပေါက်ပြီးမောင်းထုတ်ကြသည်ခွေးကောင်းမဟုတ်တော့ဘူးခွေးယူဟေးရိုက်တတ်ကြအရှင်မထားနဲ့တော့ကဲကွာရွာထဲကလူအချို့ကဒုတ်ဓာကိုက်များလှမ်းများဆွဲပြီးမိုးမောင်နောက်ကိုလိုက်ကြသည်မိုးမောင်ကအသက်လူပြေးရင်စွန်းတကာကြီးဥလှငွေရဲ့အိမ်ထဲကိုဝင်ပြေးသွားသည်လူအုပ်ကြီးကလည်းဥလှငွေရဲ့အိမ်ထဲထိလိုက်ကြသည်ပြိုးဥလှငွေထောင်းပြိုးခမားအိမ်ထဲကိုခွေးယူမိုးမောင်ဝင်သွားလို့ဟေးဘာဖြစ်တာလဲဘသူတွေလဲကွအိမ်တကားကိုဖွင့်ကြည့်လိုက်တော့အမလေးဟာမိုးမောင်တကူလုံးလဲဒဏ်ရာတန်ချက်တွေနဲ့မိုးမောင်ဟာဥလှငွေရဲ့ပစိုးကိုပါဇက်နဲ့ကိုက်ဆွဲပြီးသူ့နောက်ကိုဆွဲခေါ်သည်ဟာမိုးမောင်ဘာဖြစ်လာတာလဲဘာပြောချင်တာလဲဟေးဘာပြောတာလဲခရဘယာဆိုတော့ဟေးဖះလို့ပြောတာလားမိုးမောင်ဝုတ်ဟာဟုတ်ပြီဒီအသံကမနေ့တိုင်းမိုးမောင်နိဗ္ဗာန်စော်ဩတဲ့အသံဟုတ်ပြီဘုန်းကြီးเจ้าမှာတခုခုဖြစ်နေပြီဟေးကောင်တွေကသန်းကရန်မလုံနဲ့ဟာเจ้าမှာဆရာတော်တခုခုဖြစ်လို့မိုးမောင်လာခေါ်တာဖြစ်မယ်ဟာဟုတ်လောက်တယ်အဲ့ဒီအချက်ကိုမစင်စားမိဘူးအေးမင်းတို့ကမိုးမောင်ဆိုရင်မကောင်းပဲမြင်နေကြတာကိုကွာလာကြเจ้าကိုအမြန်ဆုံးပြေးကြစို့မိုးမောင်ဟာအရှိမဥဆောင်၍ဥပြီးပြေးလေသည်မိုးမောင်ရဲ့ဦးတန်းကြားသဖြင့်ရွာခွေးတအုံလုံးလဲမိုးမောင်နောက်ကိုပြေးလိုက်သွားကြသည်ဥလှငွေတို့ကျောင်းကိုရောက်တော့ကျောင်းတိုင်မှာလက်ပြန်ကျိုးတုပ်ထားရက်သာကျောင်းထိုင်ဖုံးကြီးဦးဇာကရကိုတွေ့လိုက်ရသည်နောက်ပြီးကျောင်းနောက်ဘေးကလယ်ကွင်းထဲမှာခွေးတအုပ်၏တဲကြီးမဲကြီးတိုက်ခိုက်နေသောအသံများကိုလည်းကြားလိုက်ရသည်ဘလို့ဖြစ်တာလဲဗျာအေးကျောင်းကိုဓမြ3ယောက်လာပြီးပြင်စကောနာဖះကိုဓမြတိုက်ပြီးယူသွားကြပြီကွမိုးမောင်ကိုလည်းတနတ်နဲ့ပြစ်တက်သွားကြပြီကွသူတို့ဗျာအလိုအမလေးဖះအခုပဲတပည့်တော်တို့ကိုမိုးမောင်လာခေါ်လို့လိုက်လာခဲ့ကြတာပါဖះဟင်မိုးမောင်တဲလဲအစွဲကြီးတဲ့သူတော်ကောင်းခွေးကြီးပါလားကွယ်တေတာတော်အသိမဖြောက်နိုင်ပဲဝိညာဉ်ဘဝနဲ့စိတ်ဆောင်ပြီးကျေးဇူးတိတတ်တဲ့ခွေးကြီးပေကိုဦးစင်းဇာကရပြောမှကျောင်းတကားရွက်နောက်မှာပုံရက်သားလဲနေသောမိုးမောင်၏အလောင်းကိုကြည့်ပြီးရွာသားအလုံးရဲ့ရင်ထဲနှင့်သွားသလိုလှုပ်သွားတဲ့လူယုံမာတွေအပေါ်လဲအမျက်ချောင်းထွက်ကုန်ကြလေသည်ဖြစ်မှဖြစ်ရလေမိုးမောင်ရဲ့ဒါနဲ့ဓမြတွေပြန်သွားကြတာကြာပြီလားဗျာအေးတကားတို့နဲ့ရှေ့ဆင့်နောက်ဆင့်ပဲ
ကျောင်းနောက်ဘေးကနေထွက်သွားကြပြီသူတို့လက်ထဲမှာတနက်ပါတယ်တတိထားကြခွေးမသားတွေမယန်းစုရွာသားတွေရဲ့တတ္တိကိုသိစေရမယ်လာကြဟဲ့ရွာသားများလည်းဒေါသတကြီးဖြစ်ပြီးဓမြတွေနောက်ကိုပြေးလိုက်ကြသည်ကဲကြပါတေပါပြီဗျအာရှေ့မှာခွေးအုပ်ကြီးဟာဘာကောင်တွေကိုဝိုင်းကြိုက်နေလဲမသိဘူးအလိုမိုးမောင်လဲပါတယ်ဟဲ့ဘလို့ဖြစ်ရတာလဲကွာလက်နဲ့မျိုးစုံနဲ့ပြေးလာသောရွာသားများကိုမြင်တော့ခွေးအုပ်ကြီးလဲရှဲသွားသည်ခွေးတွေရှဲသွားတော့သွေးအလိမ့်လိမ့်ဖြစ်လဲနေသောဓမြမှန်ကင်းတို့၃ယောက်ကိုရွာသားများကအလွယ်တကူလက်ရဖမ်းဆီးနိုင်ခဲ့လေသည်ရွာသားများဟာဓမြများကိုလက်ပြန်ကျိုးတုပ်ဖမ်းဆီးလိုက်ပြီးနောက်တစ်နေ့မှာဖျာပုံရဲစခန်းသို့အနှံကအမှုဖွင့်လိုက်ကြလေတော့သည်နောက်တစ်နေ့မှာမိုးမောင်ရဲ့အာတုဘကိုတော့ရိတ်သားမြိုင်ကျောင်းတိုက်မှာပဲပြုလုပ်ခဲ့သည်မိုးမောင်အပေါ်ထင်မှားမြင်မှားနှင့်ကိုထိလက်ရောက်နှိပ်စက်မိခဲ့သောရွာသားအချို့ဟာမိုးမောင်၏အခေါင်းရှိမှပြဝင့်ပြီးရှ िख ိုးတောင်းပန်ကြငိုကြနှင့်အတော်မတတ်နိုင်ပါတော့မိုးမောင်၏အလောင်းကို၃ရက်တိထားပြီးတကြိုမဲ့နေ့ရောက်တော့မိုးမောင်ရဲ့အခေါင်းကိုဖွင့်ကြည့်ပြီးအားလုံးအံ့ဩကုန်ကြသည်မိုးမောင်ရဲ့ကိုဟာပုတ်ချင်းပွားချင်းနန်းစော်ချင်းလုံးဝမရှိဘူးတဲ့လေဦးစင်ဇာကရရဲ့အမိတ်ဆိုချက်အရဥပုပ်သီလရဲ့တကောအာနိသင်ကြောင့်ဖြစ်သည်တဲ့တာမန်လူသားတွေတောင်မဆောင်ထိန်နိုင်သော၈ပါးသီလကိုမိုးမောင်ကသေတဲ့အထိမကြိုးပေါအောင်စောင့်ထိန်ခဲ့တဲ့အကြောင်းမိုးမောင်အသက်ရှိစဉ်ချိန်ကစလို့ယခုသေဆုံးတဲ့အချိန်ထိဘယ်တရဝါရဲ့အသက်ကိုမှသေကျင်အောင်ပြုမှုခြင်းနာကျင်အောင်ပြုမှုခြင်းလုံးဝမလုပ်ခဲ့ပါဘူးတဲ့ဦးစင်ဇာကရရဲ့မိတ်ဆွေချက်တွေအောက်မှာခွေးကြီးမိုးမောင်ကိုမယန်းစုရွာတရွာလုံးကတသဖြစ်နေတော့မည်ဆိုတာကတော့အဲ့ရဝင်ပုံပြင်တပုတ်ထက်တော့ပိုနေမိတာဖြစ်ပါသည်မိုးမောင်ကိုမြုပ်နှံတကြိုပြီးတော့ည10ရက်ခန့်မှာဦးစင်ဇာကရ၏ဖျားဝတ်တက်လို့အပြီးထုလိုက်သောကြေးစီတန်အုံမောင်းခောက်တန်ကြောင့်မယန်းစုတရွာလုံးကတာဓု3ကြိမ်ခေါ်လိုက်ကြသည်အုံမောင်းတန်ဆုံးတော့ဟာဒါမိုးမောင်ရဲ့အသံသားကြီးရေအမျှမိုးမောင်ရေအမျှနိဗ္ဗာန်စော်ကြီးရေအမျှသွားတော့ကောင်းရမွန်ရကိုသွားတော့သားကြီးရေမယန်းစုတရွာလုံး၏ပြိုင်တူထွက်ပေါ်လာသောအမျှဝေသံနှင့်အတူနိဗ္ဗာန်စော်ခွေးကြီးမိုးမောင်၏တာဓုခေါ်သည်ဟုသောယူဆရသောဦးတန်ကြီးဟာလည်းတဖြည်းဖြည်းဝေးကွာ၍သွားပါတော့သည်